အားလုံးမင်္ဂလာပါပြန်လဲကျေးဇူးပါတယ်ကျွန်တော်တို့ဒီခဏနေ့တော့ Grade 10 English Unit 10က Not only but also Tense Grammar A ကိုအတူတူလေ့လာကြည့်ကြရအောင်ကျွန်တော်ရဲ့ channel လေးကနေ Grade 10 11 12နဲ့ပတ်သက်တဲ့ English စာသင်ခန်းစာတွေရဲ့တခြားပြင်ပက English စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားဖို့ဥစွာမြတ်တရားခံပါစေဒါဆိုရင်ကျွန်တော်တို့ Not only but also ကိုလေ့လာကြည့်ကြရအောင် Not only but alsoအမက level ပေါ့နော်အကယ်၍ဒီဗီဒီယိုကိုကြည့်နေတဲ့သူက grade 12နဲ့သက်ဆိုင်နေတယ်ဆိုရင်တော့ဒီ grade 12နဲ့ပတ်သက်တဲ့ not only but also ကိုကျွန်တော်တင်ထားပြီးသားဗီဒီယိုတစ်ပုဒ်ရှိပါတယ်ညာဘက်အပေါ်တော့မှာပေါ်လာတဲ့ link လေးကိုနှိပ်ပြီးတော့မှတွားကြည့်လို့ရပါတယ်ခင်ဗျာခုဒီသင်ခန်းစာကတော့ grade 10အတွက်ဖြစ်ပါတယ် okay study the following example အောက်မှာပေးထားတဲ့နမူနာများကိုကြည့်ပါတဲ့ not only children but also adults like the film ကလေးတွေမှာကလူကြီးတွေလည်းဒီဗီဒီယိုကိုကြိုက်ကြတယ်တဲ့ဒါကတော့ two subjects are linked subject နှစ်ခုကို linked ချိတ်ဆက်ပေးလိုက်တာတဲ့နောက်တစ်ခုကြည့်ကြအောင် she not only sing but also dances beautifully သူမဟာတချင်းဆိုရင်တော့မကဘူးနော်လှလှပပလည်းကတယ်တဲ့ဒါကတော့ verb နှစ်ခုကိုချိတ်ဆက်ပေးလိုက်တာဖြစ်တယ် they need not only food but also shelter shelter ဆိုတာကတော့နေရာထိုင်ခင်းကိုပြောတာပေါ့နော်တရက်အဓိပ္ပာယ်တော့အကာအကွယ်ပေါ့နေရာထိုင်ခင်းလဲလိုအပ်တယ်တဲ့အစားအစာမကဘူးနေရာထိုင်ခင်းလဲလိုအပ်တယ်တဲ့ဒါကြတော့ object နှစ်ခုကိုဆက်ပေးလိုက်တာပါတဲ့နောက်တစ်ခုငပလီ is a good place to visit not only in the hot season but also in the cold season ငပလီဟာတဲ့နွေရာသီမှာဒါမှကဆောင်းရာသီမှာရောပါလဲပတ်လို့ကောင်းတဲ့နေရာဖြစ်တယ်တဲ့ဒါကတော့ two adverbs or phrases တွေကို adverb phrases တွေကိုချိတ်ဆက်ပေးလိုက်တာတဲ့သူကလည်းနှစ်ခုနဲ့ပဲသက်ဆိုင်နေဆိုတာကိုသိထားရမယ်ကျွန်တော်တို့ both in or either or neither nor လို့ပေါ့နော်ဟုတ်ကဲ့The not only but also construction is used commonly used in formal context. Not only but also construction ကိုတဲ့ formal context ဆိုတာကတမယိုးကြအကြောင်းအရာတွေကိုပြောတဲ့နေရာမှာသုံးတယ်တမယိုးကြအကြောင်းအရာတွေဆိုတာကဥပမာယုံသုံးစကားပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံမှန်စာရေးတဲ့စာတွေမှာပဲဖြစ်ဖြစ်သုံးကြတာတဲ့အသုံးများတယ်ပေါ့နော် This can be useful when presenting two qualities of a character in action or an eventဖြစ်ရတဲ့ခုတောင်မဟုတ်လှုပ်ဆောင်ချက်တစ်ခုတောင်မဟုတ်လူတစ်ယောက်ရဲ့ two quality အရေးတွင်းနှစ်ရပ်ကို one presenting တင်ပြတဲ့နေရာမှာအရန်ကိုအသုံးဝင်ပါတယ်တဲ့ when using not only but also in a sentence not only but also ကိုဝတ်ကြတဲ့ကြောင်းမှာကျွန်တော်တို့အသုံးပြုတဲ့အခါ the words following the two parts the two parts ဆိုတာက not only but also ကိုပြောတာ not only but also နောက်မှာလိုက်တဲ့စိတ်ပိုင်းနှစ်ပိုင်းဟာတဲ့အပိုင်းနှစ်ပိုင်းဟာဒါဆိုလိုတာက not only but also နောက်မှာလိုက်တဲ့အပိုင်းနှစ်ပိုင်းဟာ should belong to ဖြစ်တဲ့နယ်ပေါ့နော်ပိုင်ဆိုင်တဲ့နယ်ဆိုရင်ဖြစ်တဲ့နယ် the same part of speechအဲ့ part of speech ဝါစင်က8မျိုးရှိတဲ့အထက်ကနေဒီ speech တူရမယ်တဲ့ဥပမာ noun ဆိုရင် noun နှစ်ခု adjective ဆိုရင် adjective နှစ်ခု verb ဆိုရင် verb နှစ်ခုပေါ့နော် phrase ဆိုရင် phrase နှစ်ခုတူရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့subject နဲ့ object နဲ့တွားပြီးတော့ not only but also တောက်လို့မရဘူး verb နဲ့ noun နဲ့တွားပြီးတော့မှ not only but also လုပ်လို့မရဘူး not only but also နောက်မှာလိုက်တဲ့ words တွေကတဲ့အဲ့ part of speech ဝါစင်က8မျိုးတွေကနှမျိုးတူရမယ်လို့ပြောတာဖြစ်ပါတယ် the same part of speech ဖြစ်ရမှာပါတဲ့ခင်ဗျာဟုတ်ကဲ့ဒါဆိုတော့စင်ပြေမယ်လို့ထင်တယ် not only ဒီကျွန်တော်တို့ subject နှစ်ခုကိုချိတ်ဆက်တဲ့က verb နှစ်ခုကိုချိတ်ဆက်တဲ့က object နှစ်ခုကိုချိတ်ဆက်တဲ့ကနောက်ပြီးတော့ phrase တွေကိုချိတ်ဆက်တဲ့ခါမှာသုံးပါတယ်ဒါပြီးရင် not only but also နောက်မှာလိုက်တဲ့ဒီစကားလုံးတွေဟာအဲ့ part of speech တွေက same part of speech ပဲဖြစ်ရမယ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့အစင်ပြေလိမ့်မယ်လို့ထင်တယ်အရင်လည်းလွယ်တယ်ဒါဆိုရင်ကျွန်တော်တို့ exercise ကိုကြည့်ကြရအောင်Command the sentences using not only but also ကိုအသုံးပြု၍ဝတ္တများကိုပေါင်းစပ်ပေးပါတဲ့ Okay, number 1 she has a great sense of humor she has good communication skill not only but also ကိုဆက်တဲ့အခါကျွန်တော်တို့ကမတူတာနှစ်ခုကိုအရေးရှာပြီးတော့မှဒီမတူတာနှစ်ခုကိုကျွန်တော်တို့က not only but also နဲ့စိတ်ရေးလေးုံပဲအဲ့တော့ဒီမှာမတူတာဆိုလို့ကျွန်တော် color လေးနဲ့လုပ်ထားပေးတယ် a great sense of humor ရဲ့ good communication skill ဒီနှစ်ခုမတူတာပေါ့နော်ဒါဆိုရင် subject verb not only a great sense of humor but also good communication skill လို့ပဲရေးရမှာပေါ့ဒါဆိုရင်အဖြေကဘယ်လိုဖြစ်သွားမလဲ She has not only a great sense of humor but also good communication skill ဖြစ်ရပါမယ် Okay number 2 We will redecorate our living room we will also redecorate our kitchen အဲ့တော့ကျွန်တော်တို့ဟာတဲ့ကျွန်တော်တို့ရဲ့အဲကန်းကိုရောပြန်လဲပြင်ဆင်မယ်ကျွန်တော်တို့ဟာမိဘူးကြောင်ကိုလည်းပဲပြန်လဲပြင်ဆင်မယ်တဲ့မတူတာနှစ်ခုကပါလဲ our living room ရဲ့ our kitchen ရဲ့ဖြစ်တယ်အဲ့တော့ also တို့ပါလာရင်ကျွန်တော်တို့ကဒါမှက level ဆိုတာအတိတ်ပဲပါနေဖြစ်တဲ့အတွက် also ကိုဖြုတ်ပေးရမယ်အဲ့တော့လိုရေးတော့မလဲ we will redecorate not only our living room but also our kitchen ဒါကတော့ object နှစ်ခုကိုဆက်တာပေါ့နော်ဒါကတော့ phrase လို့လည်းပြောလို့ရတယ်လို့ noun လို့လည်းပြောလို့ရပါတယ် noun phrase တွေပေါ့ okay number 3
My mother is a good teacher to me. She is also a good friend to me. Also ကတော့ဖြုတ်ရမယ်သိရမယ်မတူတာဆိုလို့ a good teacher ရဲ့ a good friend ပဲမတူတာ to me ကတော့နှစ်ခုပါတော့တစ်ခုပဲရေးရမှာ she ကလည်း my mother ကိုပဲပြောတာဆိုတော့တူတယ်အဲ့တော့ my mother is not only a good teacher but also a good friend to me ဖြစ်ပါတယ် Number 4 The effects of flooding include damage to property. They also include loss of life. မတူတာဆိုလို့ damage to property ရဲ့ loss of life ရဲ့ပဲမတူတာကြီးရှမ်းမှုရဲ့အကျိုးသက်ရောက်မှုတွေမှာပါဝင်ပါတယ်တဲ့ damage to property ဆိုတာပိုင်ဆိုင်မှုတွေပစ္စည်းတာတို့အသက်တွေဆုံးရှုံးတာတို့ပေါ့ဒါဆိုရင်ကျွန်တော်တို့ also ကလည်းပြောအောင်မယ် they ကလည်း the effects of flooding ကိုပဲပြောတာအဲ့တော့ဖြေရဘယ်လိုဖြစ်သွားမလဲ the effects of flooding include not only damage to property but also loss of life ဖြစ်ပါတယ် Number 5 My new car has a front camera it also have a rear camera မတူတာဆိုလို့ a front camera ရဲ့ a rear camera ရဲ့ဖြစ်တယ် a front camera ဆိုတော့ရှေ့ camera ပေါ့နော်rear camera ဆိုတော့နောက် camera လို့ပြောတာအဲ့တော့ also ကဖြုတ်ပေးရမယ် it ကလည်း my new car ကိုပဲပြောတာဆိုတော့ my new car has not only a front camera but also a rear camera ဖြစ်ပါတယ်နောက်တစ်ခု smoking can cause heart and lung diseases it can also cause cancer မတူတာဆိုလို့ heart and lung disease ပြီးတော့ cancer ရဲ့ပဲမတူတာalso ကဖြုတ်ပေးရမယ် idea ကလည်း smoking ကိုပဲပြောတာဆိုတော့အားလုံးတူတူပဲ so smoking can cause not only heart and lung disease but also cancer ဖြစ်တယ် okay number 7 Nanda fell while playing badminton she also broke her leg okay ဒီနေ့မှာမတူတာဆိုလို့ fell ရဲ့ broke her leg ရဲ့ပဲမတူတာဒီ while playing badminton ကတော့အနောက်ကဒီ sentence ကိုအကျိုးပြုတယ်ပေါ့နော် Nanda ဟာဒီကြက်တောင်ကစားတော့လဲကြခဲ့တယ်ပြီးတော့သူ6လောက်လဲကျူသွားတယ်ပေါ့အဲ့ဆိုဘယ်လိုဖြစ်သွားမလဲဖြေက Nanda not only fell but also broke her leg while playing badminton ပေါ့ဗျာအကယ်၍ဒီလိုမျိုး Nanda not only fell while playing badminton but also broke her leg လဲရပါတယ် Okay number 8 Sandra won the race she also broke last year's record Sandra ဟာတဲ့ပြိုင်ပွဲကိုနိုင်ခဲ့တယ်ပြီးတော့အရင်နှစ်ကစံချိန်ကိုလည်းချိုးခဲ့တယ်တဲ့So မတူတာဆိုလို့ won the race ရဲ့ broke last year record ရဲ့မတူတာ also ကတော့ဖြုတ်ရမယ်ဒါဆိုရင် Sandra not only won the race but also broke last year record ဖြစ်ပါတယ် Number 9 The new housing block has a swimming pool it also has a gym housing block ဆိုတာအိုးအိမ်ပေါ့ဗျာအိုးအိမ်အသက်မှာတဲ့ဒီ swimming pool ရေကူးကန်လည်းပါတယ်ပြီးတော့ a gym လည်းပါတယ် also ကဖြုတ်ရမယ် idea ဒီ the new housing block ကိုပဲပြောချင်တာကြောင့်မို့အတူတူပဲဒါကြောင့်မို့ the new housing block has not only a swimming pool but also a gym ဖြစ်ပါတယ် Number 10 he won the first prize at the school level competition he also won the first prize at the national level competition သူဟာတဲ့ကျောင်းအဆင့်ပြိုင်ပွဲမှာပထမဆုရခဲ့တယ်ဒါမတူဘူးပြီးတော့သူဟာနိုင်ငံတော်အဆင့်ပြိုင်ပွဲမှာလည်းပထမဆုရခဲ့တယ်အဲ့ဒါမတူတာနှစ်ခုကိုရေးယူမယ် also ကဖြုတ်သွားမယ်ဆိုတော့ he won the first prize not only at the school level competition but also at the national level competition ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်အားလုံးစင်ပြသွားလိမ့်မယ်လို့ထင်တယ် SMPT များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြရအောင်အပန်းမကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့မေတ္တာရပ်ခံရပါစေ bye bye